page ထောင်ထားတဲ့သူဆိုလို့ရှိရင်ကိုယ့်ရဲ့ page နဲ့သက်ဆိုင်ရာ personal account တွေကိုလုံးလုံးမရှိအောင်ဘယ်လိုမျိုးလုပ်မလဲဆိုတာဒီကနေ့ဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဘက်ခေတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ page ထောင်ပြီးတော့ online စီးပွားရေး online shop စတဲ့ business လုပ်တာပဲဖြစ်ဖြစ် page ထောင်ပြီးတော့ content monetize ကနေပတ်စံရှာရဖြစ်ဖြစ်ဒီနှစ်ချက်ကိုလူတိုင်းဒီမှာလှုပ်ဆောင်ကြပါတယ်ဆိုတော့ကိုယ့် account တွေ page တွေကအောင်မြင်လာတာနဲ့တပြိုင်နက်ကိုယ့် account page တွေကိုဖျက်ဆီးဖို့ hack ဖို့ခိုးဖို့စူးစမ်းတဲ့လူတစုကမျက်စောင်းတစ်ခဲရှိလာမှာဖြစ်ပါတယ်ဆိုတော့ဒါမျိုး hack လို့မရအောင်ဒါမျိုးခိုးလို့မရအောင်ဖျက်ဆီးလို့မရအောင်ကျွန်တော်တို့လုပ်ထားတဲ့အချက်၄ချက်ရှိပါတယ်နံပါတ်၄အချက်ကကိုပေးမဲ့ role ရဲ့ permission ကိုသတိထားပါဥပမာကိုက boosting လုပ်မယ်ဆိုလို့ရှိရင်သက်ဆိုင်ရာ boosting လုပ်ပေးမဲ့ media buyer freelancer ပုဂ္ဂိုလ်ကိုကသူနဲ့သက်ဆိုင်တဲ့ editor role လောက်ပဲထားပါကိုရဲ့ page မှာလုံခြုံရေး security ဘိုင်းလုပ်ပေးမယ်ဆိုလို့ရှိရင်လည်း security ဘိုင်းလုပ်ပေးမဲ့ service ဆရာကိုစိတ်ချရတဲ့လူမျိုးရှာပါဒါကအရေးကြီးပါတယ်သူတာဝန်ယူရတဲ့အပိုင်းတွေမဟုတ်ဘဲနဲ့သက်ဆိုင်ရာ service လာပေးတဲ့သူကသူနဲ့မဆိုင်တဲ့ role တွေကိုတောင်းလာပြီဆိုတော့ဒါကသတိထားမယ့်အချက်ပဲဖြစ်ပါတယ်ဥပမာဒီလူက post တင်ပေးရမယ်ဒီလူက insight ကြည့်ဖို့ data ကြည့်ဖို့အချက်လက် permission role ပဲရစသဖြင့်ပေါ့တောင်းခုမြောက်ချက်ကတော့သက်ဆိုင်ရာ page မှာ admin ယာတူးယူထားတဲ့သူကစိတ်ချရတဲ့သူဖြစ်ဖို့လိုအပ်ပါတယ်စိတ်ချရတဲ့သူဖြစ်တဲ့ဆိုရင်တော့မှသူက two factor authentication on ထားပေးဖို့လည်းလိုအပ်ပါတယ်သူရဲ့သက်ဆိုင်ရာအကောင့်မှာဒါလေးလုပ်ထားဖို့လိုအပ်ပါတယ်ထို့အပြင် page မှာ business manager ယာတူးရှိထားတဲ့သူကလည်းလုံးဝစိတ်ချရတဲ့သူဖြစ်ဖို့လိုအပ်ပါတယ်။အဲ့ဒီအချက်ကသက်ဆိုင်ရာ scam link တွေ phishing link တွေကိုလုံးဝမဝင်ဖို့လည်းလိုအပ်ပါတယ်။ page မှာရှိတဲ့ယာတူးရှိတဲ့သူတွေအကုန်လုံးကဒါမျိုး link တွေကိုလုံးဝမဝင်မိအောင်ရှောင်ရှားပေးဖို့လိုအပ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ကိုယ့်ရဲ့ page မှာ admin ယာတူးယူထားတဲ့သူတွေကကိုယ့်ရဲ့အရေးကြီးတဲ့ data အချက်လက်တွေကို only နေပဲထားပေးရမှာဖြစ်ပါတယ်။ဒါအပြင်ကိုယ့်ကို friend လာအပ်တဲ့ design တွေဆိုလို့ရှိရင်တေချာလေးစီစဉ်ပြီးမှဒါ friend လက်ခံဖို့ကျွန်တော်အကြံပေးချင်ပါတယ်။ကျေးဇူးပါ။ဒါမျိုးဒီပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ Facebook page နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ security နဲ့ပတ်သက်တဲ့အကြောင်းအရာ monetization နဲ့ပတ်သက်တဲ့အကြောင်းအရာ AI နဲ့ပတ်သက်တဲ့အကြောင်းအရာများစွာကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော် account နဲ့ page တွေကို follow လုပ်သွားပေးလို့ရပါတယ်နောက်ဗီဒီယိုလေးမှာတွေ့ပါမယ်